ဒါဒီလာတဲ့အချိန်မှာအရန်နာကျင်ပြီးတော့နာကျင်ကြိုက်ခဲနေပြီးတော့အလုတ်ပြက်အကင်ပြက်ကြောင်းပြက်ဖြစ်နေပြီဆိုလို့ရှိရင်ဒါဟာပုံမှန်မဟုတ်ပါဘူးเนาะကျမဝေစန်းတီပါအာဟာရပညာရှင်ဩစတြေးလျမှာနေထိုင်လုပ်ခိုင်ပါတယ်ကျမအမျိုးသမီးကျန်းမာရေးကိုအထူးပြုထားပါတယ်အခု March လ3လပိုင်းဆိုတာတကဘာလုံးဆိုင်ရာ endometriosis awareness month ဖြစ်ပါတယ်အဲ့တော့ endometriosis အမျိုးသမီးယောဂတစ်ခုအတွက်ကိုအသိပညာပေးတဲ့လဖြစ်ပါတယ် endometriosis ဆိုတာဒီကျမတို့အမျိုးသမီးတဲ့အိမ်နေရာမှာရှိရမယ့် cell တွေပေါ့နော်အဲ့ cell တွေအစုအဖွဲ့ကို tissue လို့ခေါ်တယ်အဲ့ tissue တွေကအဲ့ cell အဖွဲ့အစည်းတွေကဒီတဲ့အိမ်နေရာမှာမဟုတ်ဘဲနဲ့တဲ့အိမ်ရဲ့အပြင်ပမှာသွားပြီးတော့ပေါက်နေတာကိုခေါ်ပါတယ်အဲ့တော့ဒီခန္ဓာကိုယ်ဝမ်းပိုက်ထဲကကလေးစားတွေမှာပေါက်နေနိုင်တယ်တခြားအဆုတ်ထီတောင်မှာပေါက်တဲ့လူတွေရှိပါတယ်အဲ့တော့ဒီတအိမ်မှာရှိရမယ့် tissue တအိမ်အတွင်းထဲမှာရှိရမယ့် tissue ကအပြင်မှာပေါက်နေတဲ့အတွက်ဒီခန္ဓာကိုယ်တစ်ခုကြီးကဒီအစာအိမ်ဦးလန်းကျောင်းမှာလည်းရောင်ရမ်းမှုတွေပေါ့နော်ဖြစ်နေတာပါအဲ့တော့ तू ကဘာလဲဆိုတော့period pain အရန်နာတယ်ရာသီလာတဲ့ခါအရန်နာတယ်တချို့တွေဆိုလို့ရှိရင်ရာသီလာတဲ့အချိန်တွေမဟုတ်တခြားအချိန်တွေမှာလည်းအရန်နာတယ်ပင်ပန်းနွမ်းနယ်တယ်ခုနပြောသလိုဒီအစာရင်ဦးလန်းကျောင်းနေမှာလည်းပေါက်နေတဲ့အခါကြလို့ရှိရင်ဒီနေရာကြီးတစ်ခုလုံးကဝမ်းပိုက်ကြီးတစ်ခုလုံးကရောင်ရမ်းမှုတွေဒီအရေတွေကရောင်ရမ်းတဲ့ဒီဟာတွေရှိနေပြီးတော့ရမ်းမြဲတဲ့နာတယ်ဝမ်းသွားတာတွေဖြစ်တယ်အဲ့လိုမျိုးပေါ့နော်နောက်တော့အဓိကတစ်ချက်က fertility ပေါ့ဒီကိုဝင်ဆောင်မှုအခက်အခဲတွေရှိနေနိုင်ပါတယ်အဲ့တော့ဒီယောဂကအမျိုးသမီးတစ်ကမ္ဘာလုံးမှာအမျိုးသမီး10ယောက်မှာ1ယောက်ကဖြစ်နေပါတယ်ပြဿနာကသူ့ကိုယောဂရှာဖွေဖို့ခက်တဲ့အတွက်ဒီရိုးတာမန်ဟာတွေနဲ့လည်းရောနေတဲ့အတွက်တချို့တွေဆိုလို့ရှိရင်ပေါ့နော်ဖြန်းမြအားဖြင့်6နှစ်ကနေ9နှစ်ယောဂရှာဖွေတာကြတယ်လို့သိရပါတယ်တချို့တွေကလည်းဒီကလေးယူမှုသူတို့ကလည်းယောဂလက္ခဏာတွေလည်းမရှိဘူးဒီတိုင်းနေပြီးတော့မှကလေးယူမှုခက်ခဲနေတဲ့အချိန်ကြတော့မှဒီပြဿနာရှိနေတာကိုသိရတာဖြစ်ပါတယ်ဒီယောဂကသူကဒီestrogen ဆိုတဲ့ဟော်မုန်းကလည်းအရမ်းများနေတယ်များနေပြီးတော့သူကဒီခုနပြောတဲ့ tissue တွေပေါ့နော်နေရာမှာအဲ့နေရာမှာပေါက်ရမယ့် tissue တွေတခြားနေရာမှာသွားပေါက်အောင်သူကလုပ်တယ်အဲ့ဒီအပြင်အဲ့ဒီ tissue တွေကလည်းဒီတခြားနေရာမှာပေါက်နေတဲ့ tissue တွေကလည်းဒီလို estrogen လိုမျိုးဟော်မုန်းတစ်မျိုးကိုပေါ့နော်ဆက်ထုတ်လုပ်ပြီးတော့ပို့ဆိုးအောင်ဖြစ်နေတာဖြစ်ပါတယ်ဒီယောဂကတိပြီးလို့ရှိရင်ခွဲစိတ်ပြီးတော့ထုတ်ရပါတယ်ဒါပေမဲ့လို့ဒီကျမတို့အမျိုးအာဟာရအနေနဲ့တော့ယောဂကိုပြအောင်ကုလို့မရပါဘူးဒါပေမဲ့လို့ခုနပြောတဲ့ inflammation တွေရောင်ရမ်းမှုတွေရှော့ချနိုင်တယ်ဆိုလို့ရှိရင်ယောဂလက္ခဏာတွေကိုထိန်းနိုင်ပါတယ်တက်တာနိုင်ပါတယ်အဲ့တော့အဲ့ဒါကိုအစာအာဟာရနဲ့ပြုပြင်လို့ရပါတယ်ဒါကိုကတော့လိုက်နာရမှာပေါ့နော်နောက်တော့ဒီ estrogen ဒီဟော်မုန်းတွေများတဲ့မညီမျှမှုတွေကြောင့်လဲဆိုလို့ရှိရင်လည်းအစာအသောက်နဲ့ဒါလေးကိုစူးစမ်းပြီးတော့ထိန်းလို့ရပါတယ်ယောဂနဲ့ပတ်သက်ပြီးတော့ယောဂလက္ခဏာတွေကို manage လုပ်ဖို့အစားအသောက်နဲ့ပြင်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မတူဦးချင်းဆွေးနွေးတာတွေရှိပါတယ်ဒီဟာကိုအထူးအလေးထားပြီးတော့ serious ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်မဆက်သွယ်နိုင်ပါတယ်ကျွန်မတလမှာလူဦးရေကန့်သတ်ထားပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ် see you next time